တခြားယောက်ျားရဲ့ကလေးကိုဘိုက်ထဲမှာလွယ်ထားတာတိတာနေတဲ့ဒီမိန်းမကကျွန်တော်ဖခင်နောက်ကိုတကောက်ကောက်လိုက်နေတော့မှာပဲကျွန်တော်ဖခင်ကြီးအလိမ်မခံရအောင်လို့ကျွန်တော်ကဂါထာမန်နဲ့တစ်ခုရွတ်ဖက်ပြီးဖခင်ကြီးကို Great Vision လို့ခေါ်တဲ့အရာအလုံးကိုဖောက်ထွင်းမြင်နိုင်တဲ့စွမ်းအားပေးလိုက်ပါတယ်အဲ့ဒီမိန်းမရဲ့စိတ်ရင်းအမှန်ကိုဖောက်ထွင်းမြင်သွားတဲ့အခါမှာတော့ကျွန်တော်ဖခင်ကအယံကိုဒေါသထွက်သွားပြီးသွေးတလုတ်တောင်အန်ထုတ်လိုက်ရပါတယ်တခုခုတော့မှားနေပြီဆိုတာကျွန်တော်ရေးမိလိုက်တယ်ဖခင်ကြီးကကျင်းစာတစ်ခုခုအတိုက်ခံထားရပုံပါပဲကျွန်တော်နှစ်ပေါင်းများစွာတမိုးထားသိမ်းဆည်းထားတဲ့ဆေးလုံးလေးကိုချက်ချင်းထုတ်ပေးလိုက်ပြီးဖခင်ကြီးအဲ့ဒီဆေးကိုမျိုးချလိုက်တဲ့အချိန်မှာပဲကျင်းစာပြေအောင်ဂါထာရွတ်လိုက်ပါတယ်မထင်မှတ်ထားပဲဒီလောက်ရက်ကဖခင်ကြီးရဲ့နှစ်ပေါင်းကြာလေးဖြတ်နေတဲ့ဝေဒနာကိုအမြင့်ပြတ်ပျောက်ကင်းသွားစေခဲ့ပါတယ်ဖခင်ကြီးကတော့နေရာမှာတင်မြင့်တက်သွားပြီးကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကိုပထမဆုံးအကြိမ်ဖြစ်တကယ်ကြီးအတိမတ်ပြုသွားပါတော့တယ်အရင်ကအထင်မှားခဲ့တာတွေကိုပြန်ပေးဆက်တဲ့အနေနဲ့ဖခင်ကြီးကကျွန်တော်ကိုလေလံပွဲတစ်ခုစီခေါ်သွားပါတယ်ပထမဆုံးလေလံတင်တဲ့ပစ္စည်းကတော့ကြောက်တုံးကြီးတစ်တုံးပဲဖြစ်ပါတယ်အဲ့ဒီကြောက်တုံးထဲမှာရှားပါတဲ့မြတ်ကြောက်မြတ်ရတနာရှိနေတယ်လို့သတင်းတွေထွက်နေတာပါကြောက်တုံးမျက်နှာပြင်ပေါ်မှာအစိမ်းရောင်အဆက်ပြောက်တွေကိုမြင်နေရတာကြောင့်လူအုပ်ကြီးကလည်းတအားကိုစိတ်လှုပ်ရှားနေကြပါတယ်ဒါပေမဲ့အဲ့ဒီကြောက်တုံးကတကယ်တော့ဘာမှတန်ဖိုးမရှိဘူးဆိုတာကျွန်တော်ကတော့တစ်ချက်ကြည့်လိုက်ရုံနဲ့တင်သိလိုက်ပါတယ်ဒီကြောက်တုံးကိုလေလံမဆွဲဖို့ကျွန်တော်ဖခင်ကိုတတိပေးလိုက်ပါတယ်မထင်မှတ်ပဲတထေးကြီးတယောက်ကကျွန်တော်တို့ကိုနေရာမှာတင်လှောင်ပြောင်မာတော့တယ်ပတ်စံမရှိရင်ဒီလေလံပွဲကိုမလာတင်ဘူးဆိုပြီးတော့ပေါ့နောက်ဆုံးမှာတော့သူကအဲ့ဒီကြောက်တုံးကိုအမေရိကန်ဒေါ်လာ2 သန်းနဲ့ဝယ်လိုက်ပါတယ်အဲ့ဒီနောက်ဒုတိယမြောက်ပစ္စည်းကိုစင်ပေါ်တင်လာပါတယ်ကြည့်ရတာတော့တာမန်မို့တပွက်လိုပါပဲဒါပေမဲ့သူ့ရဲ့ဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ10 သန်းဖြစ်နေပါတယ်လာကြည့်တဲ့သူတွေကအထင်သေးတဲ့အကြည့်နဲ့ကြည့်နေကြပြီးဘယ်သူမှလေလံမဆွဲချင်ကြပါဘူးဒါပေမဲ့ကျွန်တော်ကတော့သူ့ရဲ့တကယ်တန်ဖိုးကိုချက်ချင်းသိလိုက်ပြီးဘလောက်ကုန်ဒီမိုးကိုလေလံဆွဲဖို့ဖခင်ကြီးကိုပြောလိုက်ပါတယ်အဲ့ဒီတထေးကြီးကလည်းဒီမိုးက$9တော့မတန်ပါဘူးဆိုပြီးထပ်ပြီးလှောင်ပြောင်ပြန်ပါတယ်ကျွန်တော်လည်းဒေါသကိုထိမ့်မထားနိုင်တော့ပဲအလောင်းစားတစ်ခုလုပ်ဖို့ကန့်လန့်လိုက်ပါတယ်ကျွန်တော်တို့ဝယ်ထားတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုနှိုင်းယှဉ်ပြီးရှုံးတဲ့သူကနိုင်တဲ့သူကိုဒေါ်လာ50ပေးကြည့်ပေါ့သူကလည်းဘာမှမစင်စားပဲချက်ချင်းသဘောတူလိုက်ပါတယ်ကျွန်တော်စင်မောတက်သွားပြီးအဲ့ဒီတထေးကြီးရဲ့ကြောက်တုံးကိုတစ်ချက်ထဲနဲ့ဖျက်ချလိုက်ပါတယ်အထဲမှာအနည်းဆုံးဒေါ်လာ20လောက်တန်တဲ့ကြောက်စိမ်းတစ်ထုံးပေါ်လာပါတယ်အဲ့ဒီတထေးကြီးကတော့ပျော်လို့မဆုံးဖြစ်နေတာပေါ့ကျွန်တော်ဆက်ပြီးဖျက်လိုက်တဲ့အခါမှာတော့ကြောက်စိမ်းအောက်မှာတာမန်ကြောက်ခဲတွေပဲကျန်ပါတော့တယ်ဒါပေမဲ့သူကတော့သူ့ကိုယ်သူအသာစီးရနေတော့မဲလို့ထင်နေတော့မှာအဲ့ဒီနောက်ကျွန်တော်ကတာမန်မိုးလေးကိုကောက်ကင်လိုက်ပြီးအခါခါနဲ့ဖက်လိုက်တယ်ပြီးတော့သူ့ရဲ့ပုံစံအစစ်အမှန်ကိုမပြရင်စားပြစ်မယ်ဆိုပြီးချင်းချောက်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီမိုးလေးကမိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားပါတော့တယ်ပွဲကြီးပရိသတ်တစ်ခုလုံးလည်းအံ့ဩတုန်လှုပ်ပြီးစူညံသွားကြပါတယ်အဲ့ဒါကနှစ်ပေါင်းထောင်ချီတက်တန်းရှိတဲ့မိုးနှက်သမီးလေးဖြစ်နေတာကိုအဲ့ဒီမိုးနှက်သမီးလေးကအစစ်အချို့ကိုပေါ့ပေါ့ပပလေးဖျန်းလိုက်တာနဲ့မျက်စိမမြင်တဲ့အဖိုးကိုတယောက်ချက်ချင်းမျက်စိပြန်မြင်သွားပါတယ်တေလူမျိုးပါဖြစ်နေတဲ့အဖွားကိုတယောက်လည်းမျက်တောင်တစ်ခတ်တွင်းမှာနှစ်အရွယ်မိန်းကလေးတစ်ယောက်လိုပြန်ဖြစ်သွားပါတယ်အဲ့ဒီတထေးကြီးကတော့ကြောင်အန်းကြီးဖြစ်သွားပါတော့တယ်အလောင်းစားအတွက်သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုပေးလိုက်ရတော့မှလေ